Papia South Ligaro, building a second brain by Tiago Forti. Tiago Forti Saisiaye, building a second brain so the South Ligu, don't you yene, tomorrow ga, internet kitima, AI kitima, AI gole, kai me, gong momo, masuli, lome, a joya lego, pyoya rama, chipare. Tomorrow onaga, mayarari, imda, nyano ne kama. ကျမတို့အုံနောက်မှာမလိုအပ်တဲ့အကြောင်းအရာ information တွေမရတဲ့အချက်လက်တွေအဲ့လိုမျိုးတွေအင်မတန်များတဲ့အခါမှာ busy ဖြစ်လာရင် idea ထုတ်ရတဲ့အခါမှာအနောက်ရှက်လေးတွေဖြစ်လာနိုင်ပါတယ်အဲ့လိုမျိုးအနောက်ရှက်တွေကိုမဖြစ်ရလေအောင် system လေးတစ်ခုလိုအပ်ပါတယ်ဘာလို့ system လေးလဲလို့ပြောရင် taking notes လို့ခေါ်တယ်ကောင်းမွန်တဲ့ notes လေးတစ်ခုကိုရေးထားမယ်ဆိုလို့ရှိရင်မှတ်ထားမယ်ဆိုလို့ရှိရင်ကျမတို့ brain ကိုအများကြီးအသုံးချစရာမလိုပါဘူးဘယ်လိုမျိုး notes system လေးကိုကျမကဟိုနော်prefer လုပ်ချင်တယ်လဲလို့ပြောရင် Notion ဆိုတဲ့ application လေးထဲမှာ Notion notes လေးကိုရည်ညွှန်းချင်ပါတယ် Notion ရဲ့ကောင်းမွန်တဲ့အချက်လက်လေးတွေနဲ့အတူတူကျမတို့ဒီစာအုပ်တစ်အုပ်ကိုကိုယ်ပိုင်စာအုပ်ကလေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီကျမတို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးက building a second brain အဲ့တော့ဒါလေးကို notes ကလေးထုတ်ဖို့ဆိုလို့ရှိရင်ပထမဦးဆုံးပေါ့နော် ChatGPT ကိုတွားမယ်အဲ့တော့ ChatGPT ကိုတွားပြီးလို့ရှိရင် ChatGPT ရောက်လို့ရှိရင်ဒီစာအုပ်ကလေးကိုရိုက်လိုက်မယ် building a second brain အဲ့ဆိုလို့ရှိရင် book summary of building a second brain လို့ရိုက်လိုက်တယ်ရိုက်လိုက်တဲ့အခါမှာ book summary လေးကိုသူက ChatGPT ကပြလိုက်တယ် ChatGPT ကပြပြီးတဲ့အခါမှာကိုကနောက်ထပ်ပေါ့ system လေးတစ်ခုမှာဘယ်စာအုပ်ကိုပဲဖတ်ဒီစာအုပ်ကနေကိုဘလောက်ပြောင်းလဲပေးမှလဲဘလောက်အနှစ်သာရရှိမှလဲကိုအတွက်ကြိုးရှိမှလဲဆိုတဲ့အချက်ကအရေးကြီးတယ်ပေါ့နော်စာအုပ်ကြီးဖတ်တယ်ဆိုပြီးမှဖတ်ပြီးတော့မှဘာမှမရလို့ရှိရင်လည်းအဆင်မပြေဘူးရှင်အဲ့တော့ရမှကိုဖြစ်မယ်လို့ပြောရင်ပေါ့ဒီရဲ့စာအုပ်ရဲ့သဘောကိုပိုင်နိုင်ဖို့ဆိုလို့ရှိရင်ဒီစာအုပ်ရဲ့အနှစ်ချုပ်ကိုသိပြီးပြီဆိုရင်နောက်တစ်ခုကကြတော့ကျမက system လေးတစ်ခုက mind map ဆိုတဲ့အကြောင်းအရာလေးနဲ့ပေါ့မှတ်ထားခြင်းတယ်ပေါ့အဲ့ဒီတော့ ChatGPT ငါ့ကိုတော့ mind map diagram လေးနဲ့ဒီဟာလေးကိုလုပ်ပေးပါလို့ comment ပေးလိုက်တယ်ဆိုလို့ရှိရင် ChatGPT ကဒါလေးကို mind map လေးကိုဆွဲပေးတယ်အဲ့ဒီတော့ ChatGPT ကိုသုံးပြတဲ့အချက်လက်အကြောင်းအရာအကြောင်းကိုလည်း introduce လုပ်ပေးတယ် ChatGPT ကပေါ့နော် AI လောကမှာအောင်မြင်ကြော်ကြတဲ့အကောင်းဆုံးဆရာကြီးတစ်ပါးလို့ပြောလို့ရတယ်AI တစ်ခုဖြစ်တယ်ပေါ့အဲ့ဒီ AI ကိုကအကျိုးရှိဘလို့ခိုင်းမလဲလို့ပြောရင်ဘလို့လူမျိုးတွေခိုင်းလို့ရတယ်ဘလို့ comment ပေးလို့ရတယ်ဘလို့အသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းဒီကြားထဲကနေဖြတ်ပြောထားလိုက်မယ်ဟုတ်ပြီကျမတို့ဒီစာအုပ်ကလေးကို ChatGPT နဲ့ခိုင်းပြီးသွားပြီခိုင်းပြီးတော့ပြီဆိုလို့ရှိရင်ဒုတိယက notes ကိုလုပ်မယ်ဆိုရင်ပထမဦးဆုံးကတော့ကိုယ့်ရဲ့ဖုန်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာပဲဖြစ်ဖြစ် Notion ကို download အရင်လုပ်ထားမယ် download အရင်လုပ်ထားပြီးတော့မှsite up လုပ်ထားမယ် log in ဝင်ထားမယ်ကိုယ့်ရဲ့ Notion လေးထဲမှာအချက်လက်တွေအများကြီးပါတယ်ဘယ်လိုအချက်လက်တွေပါလဲ Notion နဲ့ပတ်သက်တဲ့အကြောင်းအရာကိုလည်းနောက်ရက်ကိုပြောပြသွားအောင်မယ်ဟုတ်ပြီ Notion ထဲမှာဘာတွေလုပ်နိုင်လဲလို့ပြောရင် Notion ကိုရွေးချယ်ရတဲ့အကြောင်းရင်းက Notion ထဲမှာ notes တွေကိုမှတ်လို့ရတယ်ကိုဖတ်ထားတဲ့စာအုပ်တွေကိုဖတ်လို့ရတယ်ကိုယ့်ရဲ့ habit တွေကို trigger လုပ်လို့ရတယ်သူ့ရဲ့အားသာချက်ကပေါ့နော် link တွေကိုထည့်ထားလို့ရှိရင် link တွေကိုနှိပ်လိုက်ရင်တိုက်ရိုက်ပြန်ရောက်သွားတယ်နောက်တစ်ခုကျတော့ systematically အင်မတန်ကြားတယ်အဲ့မှာလဲ Notion မှာလဲ AI ရှိတဲ့အခါမှာကိုယ့်ရဲ့ project ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းပဲဖြစ်ဖြစ်ကိုကျောင်းသားဆိုကိုတင်ရမယ့်စာပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာမျိုးကိုမဆိုပုံသဏ္ဍာန်မျိုးစုံကာဘာမျိုးစုံအယောင်သွေးမျိုးစုံစိတ်ဝင်စားဖို့ကောင်းလေးနဲ့မှတ်လို့ရတဲ့ဒါလေးကတော့ Notion ပါပေါ့ဟုတ်ပြီစောက်ကလေးကို
ကိုပေါ့နော် summary လည်းရပြီ mind map လည်းရပြီဆိုလို့ရှိရင်ဒါလေးကိုကယူမယ် notion ထဲမှာထည့်ပြီးတော့မှ notion ထဲမှာကိုကတင်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီကိုဖတ်ထားတဲ့စာအုပ်ကလေးထဲမှာအချင်းချုပ်ကလေးကို notion ထဲမှာဘယ်ချိန်ခေါ်အဆင်ပြေမယ်ကိုနားထောင်ထားတဲ့ video link လေးကိုထည့်လဲရတယ်ကိုရဲ့ mind map လေးလည်းကိုပေါ့နော်အပြည့်အစုံလေးရှိမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဘယ်ချိန်မှဖတ်ဒီတနေ့အတွက်စောက်တအုပ်ဆိုတာမျိုးကိုလွယ်ကူနဲ့ဖတ်လို့ရမှာဖြစ်တယ်ပေါ့အဲ့ဒီတော့ပေါ့နော်နောက်တစ်ခုစောက်ကလေးကိုထပ်ပြီးပြောပြမယ်ဆိုလို့ရှိရင်ဒီ second brain မှာသုံးတဲ့ပေါ့နော်အချက်လက်တွေကဘာလဲလို့ပြောရင်ကျမတို့ကအချက်လက်တွေကို capturing လုပ်ရတယ် capturing ဆိုတာကပေါ့နော်ဒါကကိုကပေါ့နော်ဖမ်းယူရတယ်ဆိုတာကျတော့သင်ယူဖမ်းယူရတာမျိုးရှိမယ်ဒီကိုတင်ထားတဲ့ကိုရယူထားတဲ့အချက်လက်လေးတွေကို organization လုပ်ရတယ်ဆို organize ကောင်းလုပ်ဖို့ရအတွက်ဆိုလို့ရှိရင်လည်းဒီ system လေးလိုမယ်နောက်တစ်ခုကကျတော့ distilling ဆိုတာကျ distill လုပ်တယ်ဆိုတာကကျတော့အနှစ်တွေကိုချုပ်တဲ့သဘောပေါ့နော် distill လုပ်တယ်ပြီးလို့ရှိရင် expressing information ဆိုကိုရထားတဲ့အချက်လက်လေးတွေကို expressing information ဆိုဒီရဲ့မှတ်စုကနေပြီးတော့မှ idea တွေအများကြီးတိုးပွားလို့ရတယ် notes တစ်ခုထဲမှာမှတ်ထားတာမျိုးအသေးမဟုတ်ဘဲနဲ့ကိုကလေ့လာရင်လေ့လာတယ်လို့ကိုကချက်ထွေရင် connection လုပ်ပြီးတော့မှတိုးတက်ရတဲ့ expressing information တွေလုပ်လို့ရတယ်သူ့ရဲ့ method ကကြတော့ two slice step para method လို့ခေါ်တယ် para para method ဆိုတာဘာလဲလို့ပြောရင် P ဆိုတာက project တွေပေါ့ကိုယ့်ရဲ့ဘယ် project မဆိုကိုဘယ်လိုမှတ်မလဲပေါ့နော်နောက်တစ်ခုကျတော့ areas တွေကကျတော့တယောက်နဲ့တယောက်နဲ့မတူကြဘူးပေါ့နော် level တွေကကိုဆိုလို့ရှိရင်ကိုယ့်ရဲ့ profession တွေကတစ်မျိုးဖြစ်မယ်ကျောင်းသားတွေရဲ့ profession တွေကတစ်မျိုးဖြစ်မယ်business man တွေရဲ့ profession တွေကတစ်မျိုးဖြစ်မယ်ကိုယ့် area စီကျောင်းကိုဆိုလို့ရှိရင်လည်းရေးလို့ရတယ်ကိုယ့်ရဲ့ project တွေဆိုလို့ရှိရင်လည်း project team တွေကိုခွဲခြားပြီးတော့မှလုပ်လို့ရမယ်လား HA အတွက်ကိုသွားမလား CA အတွက်သွားမလား content အတွက်ကိုသွားမလား project တွေဆိုလည်းအများကြီးလုပ်လို့ရမယ် resource တွေဆိုတာကကြတော့ကိုဖတ်ထားတဲ့အချက်လက်တွေ information တွေနောက် brainstorming တွေလုပ်ရမယ့်အချက်လက်တွေအဲ့လိုဟာမျိုးတွေအကုန်လုပ်လို့ရတဲ့အပြင်မှာနောက်ထပ်တစ်ခုကကြတော့ကိုလောက်ခဲ့တဲ့အကြောင်းအရာတွေကိုဆိုလို့ရှိရင်ကျွန်မဆိုလို့ရှိရင် research တွေအများကြီးလုပ်ခဲ့တဲ့အခါမှာကိုယ့်ရဲ့ paper လေးတွေရှိတယ်ကိုယ့်ရဲ့ works လေးတွေရှိတယ် MSc thesis ရှိမယ် PhD thesis ရှိမယ်ဒီလိုမျိုးလေးတွေကိုထည့်သိမ်းမလားကိုယ့်ရဲ့ notes ထဲမှာဒီ notes ထဲမှာကိုယ့်ရဲ့ information အကုန်လုံးကိုထည့်ပြီးတော့မှသိမ်းလို့ရတဲ့ system လေးတစ်ခုဆိုတော့ကျမဒီနေ့ပြောပြသွားမယ့်အကြောင်းအရာထဲမှာcapture လုပ်ချင်တဲ့အကြောင်းအရာကတော့ပေါ့နော် multi တော့ဖြစ်နေတယ်တစ်ကကြတော့ reading ကိုပို့ပြီးတော့မှလူငယ်တွေရောလူကြီးတွေရောပေါ့နော်အကြောင်းသားတွေရောဘယ်သူမှစိုးပေါ့နော်စာအုပ်ကိုဖတ်ဖို့ဆိုတာမျိုးကိုပေါ့နော်တွန်းအားပေးခြင်းနဲ့နံပါတ်1ကနံပါတ်2ကကြာစာအုပ်ဖတ်ခြင်းနဲ့ပြင်မှာပေါ့နော်AI ကိုသုံးတဲ့အခါမှာ ChatGPT ကိုအကျိုးရှိသုံးနိုင်အောင်ပြောပြပေးခြင်းနဲ့နံပါတ်2နံပါတ်3ကကျတော့ ChatGPT ကိုသုံးပြီးတဲ့အခါမှာ taking note system လေးတစ်ခုကောင်းလေးရှိဖို့ဆိုလို့ရှိရင် Notion ဆိုတဲ့ကောင်လေးကို introduce လုပ်ထားပြီးတော့မှကိုယ့်ရဲ့ Notion လေးထဲမှာကိုလုပ်ရမယ့်လုပ်ငန်းကိုဘယ်သူဘဝကိုယ့်ရဲ့အကြောင်းအရာမှန်သမျှကို second brain လိုမျိုးလုပ်ပေးခြင်းတယ်ဆိုတော့ဒီစာအုပ်ကလေးရဲ့ဒီစာအုပ်ကလေးကလည်းဖတ်ချင်တဲ့စာအုပ်ကလေးက second brain ပေါ့ဒီ second brain စာအုပ်ဆိုတဲ့စာအုပ်လေးတစ်ခုနဲ့ချိတ်ဆက်ပြီးတော့မှ reading ရော AI ရော taking notes ကောပေါ့နော်ပြီးတော့အခါကျ knowledge sharing လုပ်ပေးခြင်းနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒလေးလည်းရှိတယ်ဆိုတော့ဒီလိုအကြောင်းအရာလေးတွေနဲ့အတူတူကျမက sharing လုပ်ပေးတာဖြစ်ပါတယ်။နောက်ရက်ဆိုလို့ရှိရင်လည်းကျမနဲ့အတူတူစာဖတ်ခြင်းနဲ့စာအုပ်ကလေးတွေမှတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပေါ့နော်ပါဝင်ပေးကြပါဦးပေါ့ကိုယ်တယောက်တည်းကောင်းမွန်တဲ့အရာတွေကိုသိတဲ့အခါမှာလည်းကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ချစ်တဲ့သူတွေကိုယ်နဲ့ဘယ်လိုပြောမလဲနော်အဲ့လိုမျိုးပေါ့ကိုချစ်ရတော့သူတွေတွားဆိုလို့ရှိရင်လည်းကောင်းမွန်တဲ့အရာလေးတွေကို sharing လုပ်ပေးချင်ပါတယ်အဲ့တော့ကျမက channel လေးတစ်ခုထောင်ပါမယ်ပေါ့နော်ကင်းနဲ့တူတူပေါ့စာဖတ်ရအောင်ပေါ့ရိုးရိုးရှင်းလေးပါပဲပေါ့နော်အဲ့လိုမျိုးအဲ့ခါမှလည်းပါဝင်ပေးကြပါဦးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်